ဒီကနေ့ပါနဲ့ဆိုလို့ရှင်းပြဒီကနေ့ဟာပိတ်ဆုံးညလောကုတ္တရာဇပ်ပွဲကြီးသိရမယ်အဲ့တော့လောကီမှာလည်းဇပ်ပွဲကြီးတွေကခုန်ပြီးနေလိုက်ကြတဲ့ဥစ္စာတွေဟာဖြစ်လောကီမှာငွေကြီးတွေအမြောက်များကြီးပေးပြီးတော့အဲ့ဒီဇပ်ပွဲကြီးတွေကြည့်ပြီးတော့အဲ့ဒီဇပ်ပွဲကြီးတွေငှားတာအခုဦးစင်းတို့လည်းလောကုတ္တရာမှာလည်းဇပ်ပွဲကြီးတွေကရတယ်လောကီမှာတော့ငွေကြီးတွေကိုသူတို့ကတဲ့ပုဂ္ဂိုလ်ကရတယ်ဥပဇင်းတို့ကလည်းမရဘူးလားတော့ရတယ်ဟင်္ဒရာမျိုးကြီးဟာဖြင့်အရိယာဘယ်နှယောက်ရှိတယ်လဲအရိယာသခံဘလောက်ဝင်တယ်လဲဆိုတော့အဲ့ဒီအရိယာတွေဥပဇင်းတို့ကလိုက်ပြီးတော့စစ်တမ်းတင်တယ်အရိယာဇပ်ပွဲကြီးကိုအရိယာဇပ်ပွဲကြီးဟင်္ဒရာမျိုးကြီးဟာမျိုးကြီးကတော့ဘလောက်ကျယ်တယ်အရိယာဘလောက်ရှိတယ်လဲဆိုတဲ့ဥစ္စာအဲ့ဒါလာပြီးတော့သာဓမ္မတာနဲ့သာသနာနဲ့လာဆွဲတာအဲ့ဒီတော့ဓမ္မတာနဲ့သာသနာနဲ့ဟာဖြင့်ဓမ္မတာဆိုတာဘာလဲသာသနာဆိုတာဘာလဲအခုဘောရမမြတ်စွာဘုရားနောက်ပိတ်ဆုံးသာသနာမှာသာသနာဝင်တဲ့ပုဂ္ဂိုလ်တွေဟာဖြင့်သမထဝိပဿနာတရားကျင့်ကြံအားထုတ်တဲ့ပုဂ္ဂိုလ်ယုံနာဖြစ်တဲ့သဘာဝလက္ခဏာကိုမြင်တဲ့ပုဂ္ဂိုလ်ဟာဖြင့်သာသနာဝင်ပုဂ္ဂိုလ်ဖြစ်တယ်အဲဒီသာသနာဝင်ပုဂ္ဂိုလ်ဖြစ်တဲ့ပုဂ္ဂိုလ်တွေကလိုက်စစ်ဖတ်ပြီးတော့ဥပဇင်းတို့ကသိရင်ကောက်နေရတယ်အရိယာသိရင်တွေဘယ်လောက်များရှိကြလဲတော့ဟင်္ဒရာမျိုးကြီးအရိယာတွေတော်တော်များအရိယာသိရင်ဥပဇင်းတို့အရိယာတွေသိရင်ကောက်လိုက်တဲ့ဥစ္စာဥပဇင်းတို့လာပြီးတော့တရားပြရတာဥစ္စာတရားပြရတဲ့အကျိုးနဲ့ဘာကြောင့်လဲအရိယာကများတာဟုတ်အရိယာသိရင်ဝင်တဲ့ပုဂ္ဂိုလ်တွေများတာဟုတ်အဲဒီတော့လောကီမှာလည်းဇာပွဲရှိတယ်လောကုတ္တရာမှာလည်းဇာပွဲရှိတယ်အဲဒီတော့ဥပဇင်းတို့ဒီမှာအသွားအပြန်9ရက်ဆိုပြီးတော့ဒီမှာတရားလာပြတရားပြမှာက3ရက်လို့အဲဒီလိုပညာထွက်ထားတယ်ပညာသတ်မှတ်ထားတယ်ပညာအခုဒီကနေ့အဖို့မှာနေခင်းတရားတစ်ပွဲကပြီညတရားတစ်ပွဲကပြီဆိုလို့ရှိရင်လောကုတ္တရာဇပ်ပွဲကြီးညတော့သိတယ်လက်ပြင်ကကြတော့ဥပဒေဟာဖြင့်လောကုတ္တရာဇပ်ပွဲကြီးဟင်္ဒရာမြို့ကနေပြီးသိရပြီအဲဒီတော့လောကုတ္တရာဇပ်ပွဲကြီးကတော့သိပါပြီအဲဒီတော့တရားဓမ္မများသမထဝိပဿနာတရားကျင့်ညာအထုတ်တဲ့ပုဂ္ဂိုလ်ဟာဖြင့်ခန္ဓာကိုယ်သုံးသပ်လိုက်တဲ့အချိန်ခါမှာသုလကောတာပန်နဲ့မစ္စည်းမကောတာပန်သုလကောတာပန်မစ္စည်းမကောတာပန်ဆိုတဲ့ဥစ္စာကနှစ်မျိုးနှစ်စားရှိသတ္တခတ်တုံပရမတ္ထသုလကောတာပန်သတ္တခတ်တုံမဟာကောတာပန်အဲ့ဒါသတ္တခတ်တုံဆိုတာခုနဘဝစားလို့အဲ့ဒါကစားတယ်ပြောတာဥပဒေတော်ကစားမတတ်လို့သဘာဝကိုပြောတာအဲ့ဒီတော့သတ္တခတ်တုံသုလကောတာပန်ဆိုတာကတော့သူကဖြစ်တာပြက်ထားလေးဖြစ်ထားလေးပြက်ထားလေးဒါလေးပဲသိသံဃာတိအစအလေအဆုံးသူမသိဘူးဘယ်သိမလဲသူသံဃာအစအလေအဆုံးတော့မသိဘူးဖြစ်ထားပြက်ထားလှုပ်ထားရွာတာဒါလေးတွေတော့ဖြစ်ပြက်အနိစ္စလက္ခဏာလေးတော့သူမြင်နေတဲ့သူဟာဖြင့်ဖြစ်ပြက်ကလေးတော့သိပါရဲ့မဲ့သောကိုတော့ကြာနေယုံနာဖြစ်ပြက်ကိုရှုတဲ့အချိန်ခါမှာအတ္တလေးပြုတ်သူကပါလေတဲ့သတ္တခတ်တုံသုလသောတာပန်နဲ့ဖြစ်ပြက်ကလေးကိုသူကမြင်တယ်ဖြစ်ပြက်ကလေးကိုမြင်တော့တဲ့သေဂာနိဆဲကြတော့အဝိဇ္ဇာစိတ်ဝိဇ္ဇာစိတ်တဲ့အဲ့ဒါစစ်တတ်ရမှာအဲ့ဒါကြောင့်မြတ်စွာဘုရားကိုတော်မြတ်ကြီးသတ္တခတ်တုံပရမတ္ထသုလသောတာပန်ဆိုတဲ့ဥစ္စာကသုလအဝိဇ္ဇာစိတ်နဲ့ဝိဇ္ဇာစိတ်နဲ့နှစ်ပါးစစ်တတ်ရမှာပဲသေဂာနိဆဲတဲ့အဝိဇ္ဇာစိတ်နဲ့ဝိဇ္ဇာစိတ်စစ်တိုက်တော့အဝိဇ္ဇာစိတ်ကအာသာလို့ရှိရင်အပေချင်းဝိဇ္ဇာစိတ်ကအာသာလို့ဆိုလို့ရှိရင်ပြန်သုခတိပုံလားလေအဲ့တော့အဝိဇ္ဇာစိတ်နဲ့ဝိဇ္ဇာစိတ်နှစ်ပါးပေါင်းကြိုက်ပြီးချိန်လိုက်ပြီးဆိုလို့ရှိရင်ပြန်ဝိဇ္ဇာစိတ်ကအာသာသွားတယ်အဲ့တော့သုလသောတာပန်များကတော့ပတ္တခတ်တုံပရမတ္ထသုလသောတာပန်များကတော့စားရဲလို့တော့ခုနဘဝလို့အဲ့ဒီလိုပြောတာရှိတာပဲအဲ့တော့ကျိမသေးဘူးတရားဓမ္မကြီးညာသတ္တခတ်တုံပရမတ္ထသုလသောတာပန်ကတော့စားရဲတော့ခုနဘဝလို့ပြောတယ်ဥပဒေတို့ကတော့ကိုယ်စိတ်ကလေးကိုစစ်ထားတော့အဝိဇ္ဇာစိတ်ဝိဇ္ဇာစိတ်ကစိတ်ပဲမြတ်စွာဘုရားဟောစိတ်ပဲမြတ်စွာဘုရားဟောတဲ့အချိန်ခါမှာကာယခန္ဓာတပြတ်တော့မယ်တဲ့ခန္ဓာ၅ပါးပြတ်တော့မယ်ခန္ဓာ၅ပါးပြတ်တော့မယ်ဆိုတော့ဝိဇ္ဇာစိတ်နဲ့အဝိဇ္ဇာစိတ်အဲ့ဒီမှာတိုက်ပြီဘယ်လိုတိုက်မလဲတဲ့ခန္ဓာကိုယ်ပေါ်မှာအဝိဇ္ဇာစိတ်ဝိဇ္ဇာစိတ်နှစ်ပါးဟာရှိထားခြင်းကြောင့်ခန္ဓာကိုယ်ပေါ်မှာရုပ်သဘာဝနာမ်သဘာဝဖြစ်ခြင်းအကြောင်းတရားပြည့်ခြင်းအကြောင်းတရားဝိဇ္ဇာဉာဏ်ရထားခြင်းကြောင့်သမာဝါယမသမာတတိသမာသမာဓိသုံးပါးရထားတဲ့ပုဂ္ဂိုလ်ကြပြီဆိုလို့ရှိရင်ပြင်ဒီဖြစ်ပြသဘာဝလက္ခဏာကိုတခါတည်းဝိပဿနာတင်တော့ဝိပဿနာတင်မှသာလေသူကဝိဇ္ဇာစိတ်အာသာတယ်ဘာကြောင့်အာသာလဲတဲ့အဝိဇ္ဇာကနေရာယူဝိဇ္ဇာကထွက်ပြရတာဝိဇ္ဇာကနေရာအယူညံသွားပြီဆိုလို့ရှိရင်အဝိဇ္ဇာထွက်ပြရတာအဲ့ဒါကြောင့်မို့သုလသောတာပန်နဲ့အဝိဇ္ဇာနဲ့ဝိဇ္ဇာနဲ့စစ်တိုက်ရမှာအဲ့ဒါစိတ်ချရတာလားစိတ်မချရသတ္တခတ်တုံမဟာသောတာပန်ကတော့စိတ်ချရတယ်သူကအပေတကားစိတ်ပြီးနိဗ္ဗာန်တကားဝင်တယ်သူကဘာကြောင့်အ
ပေရကပိတ်နိဗ္ဗာန်ကဝင်လေတဲ့သီလသမာဓိပညာသုံးပါးသောသီလသမာဓိပညာဖြစ်သွားပြီသစ္စာ၄ပါးတရားတော်များဒီထိုးထွင်းပြီးတော့ဝိဇ္ဇာဉာဏ်နဲ့ယုံနာဖြစ်တဲ့သဘာဝသစ္စာကိုမြင်သွားပြီသမုဒိသစ္စာမဟုတ်ဘူးစာသစ္စာမဟုတ်ဘူးစာသစ္စာကပညာပဲရှိသဘာဝသစ္စာခန္ဓာကိုရှာပြီးတော့မဟာသောတာပန်ကြီးကသီလသမာဓိပညာသုံးပါးသောသီလသမာဓိပညာရတဲ့ပုဂ္ဂိုလ်မှလာတဲ့အပေရကပိတ်ပြီးနိဗ္ဗာန်ကဝင်လေသူကသစ္စာ၄ပါးတရားတော်များဒီထိုးထွင်းပြီးတော့ခန္ဓာကိုယ်ပေါ်ကယုံနာဖြစ်တဲ့သဘာဝသစ္စာမြင်ရင်ကြောင့်သီလသမာဓိပညာသုံးပါးသောသီလသမာဓိပညာရသွားသီလသမာဓိပညာသုံးပါးသောသီလသမာဓိပညာရတာကဘယ်လိုပုဂ္ဂိုလ်မှရတယ်တဲ့မဟာသောတာပန်ကြီးမှရမဟာသောတာပန်ကြီးမှာ၅ပါးသီလမြဲ၅ပါးသီလမြဲတယ်၅ပါးသီလကဘယ်၅ပါးသီလလဲအဲဒီတော့၅ပါးသီလ၈ပါးသီလတဲ့၉ပါးသီလ10ပါးသီလသီလတွေကိုအများကြီးအဲဒီတော့မဟာသောတာပန်တို့က၅ပါးသီလမြဲတယ်ဘယ်သီလကိုထိန်းထားတယ်အိန္ဒြိယသံဝရသီလကိုထိန်းထားအိန္ဒြိယသံဝရသီလထိန်းထားတော့အကုန်လုံး220ခုနှစ်ပွဲတော့သိက္ခာပုဒ်ထိန်းထားတယ်အဲဒီမဟာသောတာပန်ကြီးမှာ220ခုနှစ်ပွဲတော့သိက္ခာပုဒ်ကိုထိန်းသိမ်းနိုင်တယ်သူတို့ကဘာလဲတဲ့ဝိဇ္ဇာဤအနတ္တမြင်သွားပြီဝိဇ္ဇာဤလက္ခဏာကိုမြင်သွားပြီဝိဇ္ဇာဉာဏ်ရသွားပြီဝိဇ္ဇာဉာဏ်ရသွားတော့မှသီလသမာဓိပညာဖြစ်ခြင်းကြောင့်ဝိဇ္ဇာဤအနတ္တမြင်တော့ဒလစီကြီးသူကသူများကိုယ်ခန္ဓာဓာတ်ကိုပညာယုတ်ကြီးအနတ္တဒုံကြီးကိုမြင်နေတော့ပရမတ္ထသဘာဝယုတ်ကိုလည်းမြင်နေပညာယုတ်အနတ္တဒုံကြီးလည်းမြင်နေသဘာဝယုတ်သဘာဝဉာဏ်ဆိုတာပရမတ္ထသဘာဝယုတ်သဘာဝဉာဏ်လည်းဝိဇ္ဇာဉာဏ်ရပြီးတော့ဉာဏ်ကမြင်နေပြီပညာမြင်နေပြီခန္ဓာတက်ကြီးလည်းပညာယုတ်ကြီးလည်းဖြူတယ်ချောတယ်လှတယ်လို့သူမသတ်မှတ်တော့ဘူးအတ္တဒိဋ္ဌိသက္ကာယအစွဲပြုတ်သွားပြီဖြူတယ်လှတယ်လို့မရှိဘူးသူသိနေတဲ့အသိကအနတ္တဝိဇ္ဇာဉာဏ်ရတဲ့မြောက်အနတ္တအတုတ်အတိုးကြီးတဲ့သူကသိအဲ့ဒါမဟာသောတာပန်တို့အသိအဲ့ဒီလိုသိပြီဆိုရင်သီလသမာဓိပညာသုံးပါးသောသီလသမာဓိပညာရသွားပြီပရမတ်အမြင်ပရမတ်အသိဖြစ်သွားပြီအဲ့ဒီတော့ပရမတ်အမြင်ပရမတ်အသိဖြစ်ပါမှသာလေအပေတကားသိပြီးနိဗ္ဗာန်ကဝင်ရမယ်တကားဓမ္မများအဲ့ဒီတော့သတ္တခတ်တုံသုလသောတာပန်ဆိုတာကဖြစ်တာလေးဒါလေးပဲသိတယ်တကယ်အသိယုံနာတတ်တော်မယ်တတ်တော်မယ်ကြတော့အဲ့ဒီတတ်တော်မယ်ကြတော့ယုံနာခန္ဓာ၅ပါးယုံနာ၅ပါးဖြစ်တော်မယ်တဲ့အခုတကားဓမ္မများအခုတော့မသိကြသေးဘူးပေါ့သေခါကြီးသေးကြတော့သိကြတယ်အဲ့ဒီတော့ခန္ဓာ၅ပါးယုံနာ၅ပါးဆိုတာကပထဝီဓာတ်အာဘောဓာတ်ဧသောဓာတ်ဝါယောဓာတ်ဓာတ်ကြီး၄ပါး၏လက္ခဏာတော့စာလို့တော့မဟာဘုတ်ဓာတ်ကြီး၄ပါးအဲ့ဒီမဟာဘုတ်ဓာတ်ကြီး၄ပါးစာလို့သာသိနေကြပရမတ္ထသဘာဝယုတ်ကိုခန္ဓာကိုမကြည့်ကြဘူးခန္ဓာကိုမကြည့်ကြတော့အစွဲမပြုတ်ကြဘူးပေါ့အဲ့တော့ပရမတ္ထသဘာဝယုတ်သဘာဝနာကိုဖောက်ပြန်ဖြစ်ပြလာတဲ့အချိန်ခါကျတော့ယူပတ်ခန္ဓာဝေဒနာခန္ဓာသိယခန္ဓာသင်္ခါရခန္ဓာမနောဝိညာဏခန္ဓာနာခန္ဓာ၄ပါးယုတ်တရားခန္ဓာ၅ပါးယုတ်နာ၅ပါးညတ်စွာဘုရားဟောထားတာလေအဲ့တော့ယူပတ်ခန္ဓာအရှင်းယုတ်အနတ္တဒုံကြီးပေါ်မှာဥသိနေတာကဝေဒနာခန္ဓာဝေဒနာခန္ဓာဆိုတာကဓာတ်ကြီး၄ပါးဤယုတ်ဓာတ်ကြီး၄ပါးဤယုတ်ကိုဖောက်ပြန်လိုက်လိုက်သိနေတဲ့ဝေဒနာခံစားတဲ့နာအဲ့ဒါကနာနဲ့ယုတ်နဲ့ပေါင်းဆောင်လိုက်တော့ဝေဒနာခန္ဓာဖြစ်ဝေဒနာခန္ဓာဖြစ်တော့သင်္ညခန္ဓာကသင်ညာပေးတယ်ပေါက်ကိုပူတယ်ကိုကြိုက်တယ်အဲ့ဒါသင်ညာပေးတယ်သင်ညာပေးလိုက်တော့သင်္ခါရခန္ဓာကပြုပြင်ပေးတယ်စိတ်ကလေးကသင်ညာအမှတ်မှားလိုက်တော့သင်္ခါရခန္ဓာကပြုပြင်ပေးလိုက်တာပေါ့ပြင်လိုက်ကြတယ်ပြုပြင်ပေးလိုက်တယ်အဲ့တော့ဖြစ်တာပြက်တာသဘာဝလက္ခဏာမသိတော့ဘူးမဆုံးတော့ဘူးပြုပြင်ပေးလိုက်တာကိုအမှတ်မှားလိုက်အဲ့ဒီတော့တရားဓမ္မများသေခါကြီးဆဲကြပြီဆိုလို့ရှိရင်ဖြင့်ပထဝီဓာတ်ကမဲ့ပုဂ္ဂိုလ်ပါမယ်အာဘောဓာတ်ကမဲ့ပုဂ္ဂိုလ်ပါမယ်တေဇောဓာတ်ကမဲ့ပုဂ္ဂိုလ်ပါမယ်ဝါယောဓာတ်ကမဲ့ပုဂ္ဂိုလ်ပါမယ်ဓာတ်ကြီးလေးပါးကတော့သဘာဝကတော့သတ်တော့မှာပဲဒီဓာတ်ကြီးလေးပါးသဘာဝသတ်တော့မယ်ဆိုလို့ရှိရင်ဖြင့်စာဓာတ်စာရုပ်ကိုသိနေလို့ကတော့မရဘူးခန္ဓာကိုရှုလိုက်တဲ့အချိန်ခါမှာသဘာဝရုပ်သဘာဝနာကိုသမာဝါယမသမာဓိသမာသမာဓိသုံးပါးရပါသမာဝါယမသမာဓိသမာသမာဓိသုံးပါးမှမရလို့ရှိရင်ဖြစ်သေခါကြီးဆဲဆဲပထဝီဓာတ်ကသတ်မဲ့ပုဂ္ဂိုလ်ပါမယ်အာဘောဓာတ်ကသတ်မဲ့ပုဂ္ဂိုလ်ပါမယ်တေဇောဓာတ်ကသတ်မဲ့ပုဂ္ဂိုလ်ပါမယ်ဝါယောဓာတ်ကသတ်မဲ့ပုဂ္ဂိုလ်ပါလိမ့်မယ်ဓာတ်ကြီးလေးပါကတော့သဘာဝကသတ်တော့မယ်သတ်ပြီဆိုလို့ရှိရင်ပထဝီဓာတ်ကသတ်တော့မယ်ဆိုခန္ဓာဓာတ်ကြီးစောင့်တင်ပြီးတော့မေးတွေခိုင်ပြီးသေရောအာဘောဓာတ်ကသတ်မယ်ဆိုတော့ခန္ဓာဓာတ်ကြီးဆောရောက်ပြီးရှက်ပြီးသေပြန်နော်တေဇောဓာတ်ကသတ်မယ်ဆိုတော့ပူလောင်ပြီးအေးရင်လည်းအေးမယ်ပူခြင်းလည်းပူမယ်သေပြန်နော်ဝါယောဓာတ်ကတော့သမင်းစားရင်လည်းပြမယ်လမ်းသွားရင်လည်းပြလိမ့်မယ်အိပ်ရတယ်လည်းပြလိမ့်မယ်အလုပ်လုပ်ရင်လည်းပြလိမ့်မယ်စားရင်လည်းပြလိမ့်မယ်စားအာရင်လည်းပြလိမ့်မယ်အဲ့တော့ဝါယောဓာတ်ကအနံမြန်တဲ့ဓာတ်ဒီဓာတ်ကြီးလေးပါဤလက္ခဏာကတော့သဘာဝလက္ခဏာမြင်ရင်မြင်မမြင်လို့ယူပခန္ဓာဝေဒနာခန္ဓာသိယခန္ဓာသင်္ခါရခန္ဓာမနောဉာဏ်ခန္ဓာနာခန္ဓာ၄ပါးရှိတယ်ယုတ်တရားခန္ဓာ၅ပါးယုတ်နာ၅ပါးတယ်ညဆိုပြဟောတာတဲ့အဲ့တော့
တတ္တခတ်တုံပရမတ္ထသုလသောတာပန်ကတော့ယုံနာဖြစ်ပြက်ကလေးကိုဖြစ်တာပဲပြက်တာပဲဖြစ်တာပဲပြက်တာပဲဒါလေးကိုသိအဲ့ဒီဟာလေးသိနေတော့အဲ့ဒီဟာသိနေတဲ့ဥစ္စာဖြစ်ပြက်ကလေးတော့ဉာဏ်လေးကမြင်နေဉာဏ်မြင်နေတော့တဲ့သေဂာနိစေစေတကယ်သတ်မဲ့ရုပ်ဖြစ်ပေါက်ပြန်လာလိမ့်မယ်ဝေဒနာခန္ဓာပေါ်လာလိမ့်မယ်ဝေဒနာခန္ဓာဆိုတာပရမတ္ထသဘာဝရုပ်ဓာတ်ကြီးလေးပါဤလက္ခဏာသဘောဖောက်ပြန်လာပြီပထဝီရုပ်ကသတ်တော့မယ်တဲ့တင်းလာတော့နာကသွားပြီးသိပြီးနာကဝေဒနာခံစားတော့နာကဝေဒနာခံစားလိုက်တော့ရုပ်တနဲ့နာတနဲ့ပေါင်းစုံလိုက်တော့ဝေဒနာခန္ဓာဖြစ်ဝေဒနာခန္ဓာပေါ်မှာဝိပဿနာတင်နိုင်ရင်တင်တော့မတင်နိုင်လို့ရှိလို့ရှိရင်ဝေဒနာခန္ဓာဖြစ်လာပြီးတဲ့ပြတ်တော့မဲ့တဲ့သင်္ညက်ခန္ဓာသင်ညာပေးလိုက်လို့ရှိရင်ဖြစ်အပယ်လေးပါဖြစ်နေတယ်ဝေဒနာခန္ဓာဖြစ်လာပြီးဝေဒနာခန္ဓာဖြစ်လာတော့သင်္ညက်ခန္ဓာကသင်ညာပေးလိုက်တဲ့လှုပ်တာရွတာလေးတော့ဒုက္ခဝေဒနာလေးတော့ဒါလေးတော့သိနေပါရဲ့တကယ်အစ်စ်သေဂာနိစေစေယုံနာဖြစ်ပြက်ခန္ဓာပြတ်တော့မယ်ဆိုတော့မရှိမဆန်ပြတ်ကြမှာမရှိမဆန်ပြတ်တော့ဝေဒနာခန္ဓာဖြစ်လာပြီးပြတ်တော့မယ်ပြတ်တော့မယ်ဆိုတော့သင်္ညက်ခန္ဓာငါကိုယ်ကြီးကကြိုက်တယ်ငါကိုယ်ကြီးကတင်းလာငါတော့စကားမပြောနိုင်ငါတော့သိရတော့မှာပဲလို့အဲ့ဒီလိုများအမှတ်များမှားလိုက်ပြီဆိုလို့ရှိရင်ပြက်ဝေဒနာတဏှာဥပါဒံဘဝဇာတိတဲ့မြတ်စွာဘုရားဟောထားတယ်အဝိဇ္ဇာတဏှာဥပါဒံဘဝဇာတိတဲ့မြုပ်မှန်းလည်းမသိနာမှန်းလည်းမသိဖြစ်ပြက်သဘာဝလက္ခဏာလည်းမသိသူသဘောနဲ့သူဖြစ်ပြက်နေတဲ့သဘောကိုမသိတော့ဘာဖြစ်တယ်လဲတဲ့ပညာအမှတ်မှားလိုက်ဖြစ်တာပြက်တာလေးကတော့ဉာဏ်လေးကတော့မြင်နေပါရဲ့သေဂာနိစေစေဓာတ်ကြီးလေးပါဤလက္ခဏာသဘောဖောက်ပြန်လာတော့ပညာစေသိပါလားပညာစေသိအမှတ်မှားလိုက်တော့ဟောအယူမှားပြီအစွဲမှားပြီတရားဓမ္မများပညာစေသိအမှတ်မှားလိုက်ပြီဆိုရင်ဖြင့်သင်္ခါရခန္ဓာက30ပုံကြီးအပယ်လေးပါးကိုဆွဲချသွားလိမ့်မယ်ဓမ္မပါညာအဲ့ဒီတော့ပတ္တခတ်တုံပရမတ္ထသုလသောတာပန်ကတော့ဖြစ်တာပြက်တာလေးတော့သိပါရဲ့ယုံနာလေးကိုဖြစ်တာပြက်တာလေးဖြစ်တာပြက်တာလေးဒါလေးတော့သိသေဂာနိစေစေတကယ်အစ်စ်ယုံနာဖောက်ပြန်လာပြီဆိုတော့အဲ့ဒီမှာအဝိဇ္ဇာနဲ့ဝိဇ္ဇာနဲ့စစ်တိုက်တာအဝိဇ္ဇာကအာတာပြီဆိုရင်အပယ်လေးပါဆဲဝိဇ္ဇာကအာတာပြီဆိုလို့ရှိရင်ဖြင့်သုခတိဟုတ်လားအဲ့ဒါပတ္တခတ်တုံပရမတ္ထသုလသောတာပန်ပတ္တခတ်တုံမဟာသောတာပန်ကတော့ဓမ္မကြီးတို့အပေတကားသိပြီးနိဗ္ဗာန်တကားဝင်လေတဲ့ဘာကြောင့်အပေတကားသိပြီးနိဗ္ဗာန်တကားဝင်လဲသူကသီလသမာဓိပညာ၃ပါးသောသီလသမာဓိပညာရသွားပြီသစ္စာ၄ပါးတရားတော်များဒီထိုးထွင်းပြီးတော့သဘာဝသစ္စာမြင်လေအဲ့ဒီပုဂ္ဂိုလ်မှသာစဉ်အပေတကားသိပြီးတော့နိဗ္ဗာန်တကားဝင်နေအဲ့ဒါကသတ္တခတ်တုံပရမတ္ထသုလသောတာပန်သတ္တခတ်တုံမဟာသောတာပန်မဟာသောတာပန်ကြမှာဂတိမြဲသွားပြီအပေတကားသိအဲ့ဒီတော့အဲ့ဒါကသတ္တခတ်တုံပရမတ္ထသုလသောတာပန်သတ္တခတ်တုံမဟာသောတာပန်ဟောလာလေဦးမယ်ဧကရိဇသုလသောတာပန်ဧကရိဇမစ္စမသောတာပန်ဧကရိဇမဟာသောတာပန်ဧကရိဇသုလသောတာပန်ဆိုတာကတော့ဘာလဲတဲ့ပထဝီဓာတ်အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ်ဓာတ်ကြီးလေးပါဤလက္ခဏာသဘောဟာဖြင့်ပထဝီဓာတ်တစ်ပါးပေါ်လာတော့ပထဝီရုပ်ဤလက္ခဏာသဘောတွေဟာဖြင့်ဖြစ်တာဖြစ်လေဖြစ်ဆုံးကိုသံဃာအစအလေအဆုံးကိုကုန်ဆုံးအောင်တိုက်လိုက်တော့သူကဒုက္ခကုန်ဆုံးသွားတဲ့နေရာလေးရောက်သွားတော့ယုံနာဖြစ်ပြက်ဆုံးသွားတဲ့နေရာလေးရောက်သွားတော့တည်င်ကစိတ်တခဏလေးဟာကိုတည်င်ကမဲ့တည်င်ကဖို့ခံစားလိုက်ဒုက္ခကုန်ဆုံးသွားတဲ့နေရာလေးရောက်သွားတော့ကာယသရိဋ္ဌာန်ကနေပြီးတော့ဝေဒနာသရိဋ္ဌာန်ဝေဒနာသရိဋ္ဌာန်ကစိတ်တသရိဋ္ဌာန်စိတ်တသရိဋ္ဌာန်တစ်ချိန်တစ်ခါရောက်ဖို့သွားလို့ဝေဒနာတွေကုန်ဆုံးသွားလို့ယုံနာနှစ်ပါးဖြစ်ပြဆုံးတဲ့နေရာလေးကိုတစ်ချိန်တစ်ခါရောက်ဖို့တဲ့ပုဂ္ဂိုလ်ကြပြီဆိုတော့တတ္တဗပတိဓာတ်ဤလက္ခဏာသဘောကုန်ဆုံးသွားပြီအဲ့ဒီပုဂ္ဂိုလ်ကြတော့သူကအပေတကားပိတ်ပြန်ဘာကြောင့်အပေတကားပိတ်လဲတဲ့အောက်ဘယ်တော့မှမသိဘူးသူကဘာကြောင့်လဲတဲ့တည်င်ကနဲ့တည်င်ကကိုခံစားလိုက်ခြင်းကြောင့်သံဃာအစအလေအဆုံးကိုသူကသိခြင်းကြောင့်အဲ့ဒီပုဂ္ဂိုလ်ကပရမသစ္စာဖြစ်သွားပြီသံဃာအစအလေအဆုံးနဲ့သိသွားပြီအာဟုလည်းရသွားပြီဂတိလည်းမြဲသွားပြီဂတိမြဲတာပေါ့သံဃာအစအလေအဆုံးကိုသူကသိလိုက်ခြင်းကြောင့်ဝိဇ္ဇာဉာဏ်ရခြင်းကြောင့်ဒီပုဂ္ဂိုလ်ကဧကရိဇသုလသောတာပန်ဧကရိဇသုလသောတာပန်တတ္တဝါကိုအုပ်ဆုံးအောင်တိုက်လိုက်တာတစ်ခုကြီးတဲ့တစ်ခုကြီးတဲ့ကုံဆုံးအောင်တိုက်လိုက်ခြင်းကြောင့်ဖြစ်တာဖြစ်လေဖြစ်ဆုံးပိုင်းနိုင်ကြီးဥပါတဲ့ဖြီးတဲ့ဘင်းတဲ့ဇာတိတဲ့ဇရာတဲ့မရဏတဲ့အနိစ္စတဲ့ဒုက္ခတဲ့အနတ္တတဲ့ပထဝီတတ္တဝါကိုအနိစ္စဒုက္ခအနတ္တတဲ့လက္ခဏာကြီး၃ပါးမြင်တယ်ဥပါဆိုတာလည်းမြင်တယ်ဖြီးဆိုတာလည်းမြင်တယ်ဘင်းဆိုတာလည်းမြင်တယ်ဇရာဇာတိဆိုတာလည်းမြင်တယ်ဇရာဆိုတာလည်းမြင်တယ်မရဏဆိုတာလည်းမြင်တယ်အနိစ္စဒုက္ခအနတ္တလက္ခဏာကြီး၃ပါးပထဝီတတ္တဝါကိုသံဃာအစလည်းအဆုံးကိုဘုံ၃ပါးကိုသံဃာစိတ်ကြီးတခဏလေးရပ်သွားတဲ့နေရာလေးကိုသံဃာဆုံးတဲ့နေရာလေးကိုသိလိုက်ခြင်းကြောင့်ဧကရိဇသုလသောတာပန်နဲ့ဒီပုဂ္ဂိုလ်ဘယ်တော့မှအပင်မစင်တော့ဘူးဒီတဘောအရင်နဲ့ကနိဗ္ဗာန်သွားတယ်
ဘာကြောင့်ပွားနိုင်လဲတဲ့တည်ငါနဲ့တည်ငါဖို့ခံစားလိုက်ခြင်းကြောင့်ဒီပုဂ္ဂိုလ်ကဘယ်တော့မှအပယ်လေးပါမရှင်းနိုင်တော့ဘူးသူကပါလေတဲ့ဒုက္ခကုံဆုံးတဲ့နေရာလေးကိုရသွားပြီငါသေးရဲ့ဝိဇ္ဇာညာရသွားငါသေးရဲ့ဘလို့အားကုန်လဲဒါနကအာမကုန်ဘူးသီလငါအာမကုန်ဘူးသမထအာမကုန်ဘူးသဗ္ဗနမျိုးစိတွေငါအာမကုန်တော့ဘူးငါသေးရင်ဘလို့အားကုန်လဲမြတ်စွာဘုရားဟောတာတဲ့အတိတ်အနာဂတ်ပြစ္ဆုတ်ပံကာလသုံးပါးဟာရှင်းတယ်အတိတ်ကိုလည်းမတွေးလိုက်နဲ့တုံ့လှုပ်သွားမယ်တဲ့မရောက်သေးသောအနာဂတ်စိတ်ကိုလည်းမတွေးလိုက်နဲ့ပြန်ဝင်သွားမယ်တဲ့ပြစ္ဆုတ်ပံပေါ်တဲ့ရုပ်ကိုရှုသွားတဲ့ငါသိလို့ရှိရင်ဖြစ်ငါလှူတာတွေလည်းငါအာမကုန်တော့ဘူးသီလတွေလည်းငါအာမကုန်တော့ဘူးသဗ္ဗနမျိုးစိတွေသမထလုပ်ငန်းစဉ်တွေလည်းငါအာမကုန်တော့ဘူးငါကိုငါအာကိုတော့မှာပဲခန္ဓာယုံနာငါအာကိုတော့မယ်သဘာဝယုံသဘာဝနာဖြစ်ခြင်းအကြောင်းတရားပြည့်ခြင်းအကြောင်းတရားဒီယုံနဲ့ဒီနာပဲငါအာကိုရမှာပါလားဆိုတဲ့ဥစ္စာကိုဧကပိစကုလသောတာပန်ကဂရိရဲသွားပြီးမတေခင်တွေကနံလေးကညှော့ထားပြီမတေခင်တွေကနံလေးကညှော့ထားခြင်းကြောင့်ခန္ဓာကိုယ်အာကိုထားခြင်းကြောင့်အရိယကုတော်ကောင်းကုလသောတာပန်များကမတေခင်ကနတ်ပြည်ညှော့အတ္တပုရုဇေအကံများကယုံမှနာမှမသိတဲ့ပုဂ္ဂိုလ်ကြတော့အတိတ်ကိုညှို့တယ်မရောက်သေးသောအနာဂတ်စိတ်ကိုညှို့တယ်ညှို့လိုက်ခြင်းကြောင့်မသိခင်တည်းကအပယ်လေးပါညှို့အဲ့ဒီတော့မြတ်စွာဘုရားဟောတာတော့ဥပဒေဟောတာတော့မဟုတ်ဥပဒေကတော့သဘာဝပြောတာအဲ့ဒီတော့အတ္တပုရုဇေအကံများကတော့ဘယ်ဟာတွေညှို့ထားလဲတဲ့လှူထားတဲ့ဒါနတွေညှို့တယ်ကျောင်းကြီးတွေဆောက်ထားတာလွတ်တယ်သင်ကြီးတွေဆောက်ထားတာလွတ်ညွတ်တယ်ဓမ္မယုံကြီးတွေဆောက်ထားတာညွတ်တယ်အဲ့ဒါကဓမ္မတာလုပ်ငန်းစဉ်တွေဓမ္မတာအလုပ်သာသနာ့ဘွဲ့မဟုတ်ဘူးအဲ့တော့အဲ့ဒီသာသနာ့ဘကလုပ်တဲ့လုပ်ငန်းစဉ်တွေကြတော့သာသနာ့ဘကလုပ်တဲ့လုပ်ငန်းစဉ်တွေကံပေါ်ရမယ်ကံအလုပ်တွေအဲ့ဒါတွေကသမုဒိသစ္စာနယ်ကပုဂ္ဂိုလ်တွေကဒါတွေလုပ်မှလည်းကံပေါ်ရမှာဗျမလုပ်ဖဲလည်းမနေကြနဲ့တရားနှလုံးမကျင့်ကြမကြမှာအားထုတ်တဲ့ပုဂ္ဂိုလ်လှူကြလှူမှသာလည်းကံပေါ်ကြရမယ်သီလဆောက်တည်ကြကံပေါ်တဲ့အချိန်ခါမှာအသက်ရှင်ပေးရမယ်သဗ္ဗနမျိုးစိကိုကြက်ကြက်လုပ်ကြပြီးတော့သမုဒိသစ္စာနယ်ကပုဂ္ဂိုလ်တွေဓမ္မတာနဲ့နေတဲ့လူတွေကတော့သာသနာဝင်ပုဂ္ဂိုလ်ကတော့တရားဓမ္မများခန္ဓာကိုယ်သာအာကိုရပြီတော့ခန္ဓာကိုယ်အာကိုမှမြတ်စွာဘုရားကအမှန်တရားရမယ်တဲ့အတိတ်ကိုလည်းမတွေးနဲ့တဲ့မရောက်သေးသောအနာဂတ်စိတ်ကိုလည်းမတွေးနဲ့တဲ့ပြစ္ဆုတ်ပါပေါ်တဲ့ရုပ်ကိုသိရမယ်တဲ့ပြစ္ဆုတ်ပါဆိုတာယုံနာပဲပြစ္ဆုတ်ပါဆိုတာသိနေရမှာကနိဗ္ဗာန်ပဲအဲ့ဒီတော့ခန္ဓာကိုယ်မှာနိဗ္ဗာန်ရှိတယ်အဲ့ဒီတော့အတိတ်ကိုလည်းမတွေးကြနဲ့မရောက်သေးသောအနာဂတ်စိတ်ကိုလည်းမတွေးကြနဲ့ပြစ္ဆုတ်ပါပေါ်တဲ့ရုပ်ကိုသာရှုသွားမယ်ဆိုလို့ရှိရင်တရားဓမ္မများနိဗ္ဗာန်ကိုရကြလိမ့်မယ်အဲ့ဒီတော့အတိတ်ကိုလည်းမတွေးနဲ့မရောက်သေးသောအနာဂတ်စိတ်ကိုလည်းမတွေးနဲ့အတိတ်ကိုလည်းတွေးတယ်အခုသမုဒိသစ္စာနယ်ကဓမ္မတာလုပ်ငန်းစဉ်တွေလုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့အတိတ်ကိုလည်းတွေးလိုက်တယ်မရောက်သေးသောအနာဂတ်စိတ်ကိုလည်းတွေးလိုက်တယ်အတိတ်တွေးလိုက်တော့ငါလှူထားတယ်ဆိုတာကအတိတ်တွေးလိုက်တယ်ငါကုသိုလ်တွေရမှာပဲဆိုတာကအနာဂတ်ကိုတွေးလိုက်တယ်အဲ့ဒါကအတိတ်နဲ့အနာဂတ်တွေးလိုက်လို့ရှိရင်ပြမြတ်စွာဘုရားကိုတော်မြတ်ကြီးကအတိတ်ကိုတွေးလိုက်ပြီဆိုလို့ရှိရင်တုံ့လှုပ်သွားလိမ့်မယ်တဲ့အပယ်လေးပါကြားလိမ့်မယ်မရောက်သေးသောအနာဂတ်စိတ်ကိုတွေးလိုက်ပြီဆိုလို့ရှိရင်ပြန်ပြန်သွားလိမ့်မယ်အပယ်ပဲဆင်းတာပဲအဲ့ဒီတော့တရားဓမ္မများဥပဒေဟောတာတော့မဟုတ်ပါဘူးအတိတ်အနာဂတ်ပြစ္ဆုတ်ပံကာလသုံးပါးဟာပြမြတ်စွာဘုရားကအထင်ရှားကြီးဟောထားတယ်အဲ့ဒီတော့သာမှန်ရဲ့သာမှားရဲ့နှစ်ဌာနရှိတယ်အဲ့ဒီတော့တရားဓမ္မများတဲ့အတိတ်ကိုလည်းမတွေးကြနဲ့မရောက်သေးသောအနာဂတ်စိတ်ကိုလည်းမတွေးကြနဲ့ပြစ္ဆုတ်ပံပေါ်တဲ့ယုံနာကိုသာအာကိုရာပြစ္ဆုတ်ပံပေါ်တဲ့ယုံနာဆိုတာနိဗ္ဗာန်ပဲအဲ့ဒီတော့ခန္ဓာကိုယ်အရိယာသူတော်ကောင်းများကတော့သုလသောတာပန်မေစီမသောတာပန်မဟာသောတာပန်များကတော့အတိတ်ကိုလည်းမတွေးတော့ဘူးမရောက်သေးသောအနာဂတ်စိတ်ကိုလည်းမတွေးတော့ဘူးပြစ္ဆုတ်ပံပေါ်တဲ့ယုံနာကိုသာအာကိုတော့တယ်ငါသေးရဟိဘလူကိုအာကိုမလဲဒါနလည်းအာမကိုတော့ဘူးသီလလည်းအာမကိုတော့ဘူးသမထလည်းအာမကိုတော့ဘူးယုံနာပဲအာကိုတော့မယ်အဲ့ဒီယုံနာကိုအာကိုတာအာကိုတော့တယ်အဲ့ဒါကြောင့်မလို့ဧကပိစသုလသောတာပန်ကတည်ငါမဲ့တည်ငါဖို့ခံစားလိုက်ခြင်းကြောင့်ဒုက္ခကုံဆုံးတဲ့နေရာလေးခံစားလိုက်ခြင်းကြောင့်ဒုက္ခကုံဆုံးတဲ့နေရာလေးမဖြစ်မပြတ်တဲ့နေရာလေးစိတ်တခဏလေးရောက်သွားခြင်းကြောင့်သူကဘယ်တော့မှအပယ်လေးပါကိုမထင်တော့ဘူးပရမသစ္စာဖြစ်သွားပြီအဲ့ဒီပုဂ္ဂိုလ်ဟာသိလို့ရှိရင်ဘယ်ကိုအပယ်လေးပါများသံကြိုးကြီးနဲ့ချီးပြီးတော့ဆွဲချသံကြိုးကြီးပြတ်ပြီးတော့ဟိဆိုသူကတိဘုံနတ်ပြေတောက်ချတက်သွားလိမ့်မယ်
အဲ့ဒီတော့ဓမ္မတာနေဓမ္မတာရီနဲ့လူတွေကတော့မသေးခင်နဲ့ကအပယ်လေးပါးကိုညှော့တာတော့အတိတ်ကိုလည်းညှော့တယ်မရောက်သေးသောအနာဂတ်စိတ်ကိုလည်းညှော့တယ်အဲ့ဒါကြောင့်မလို့နာညှော့တိုင်းညှော့တိုင်းဘယ်ကိုညှော့တယ်လဲတဲ့မရှိတာကိုညှော့တယ်ရှိတာကိုတော့မညှော့အဲ့ဒီတော့လူတော်ယုတ်ခါပြက်သွားတဲ့ယုတ်ခါနောက်ထပ်အသစ်တစ်ဖန်ပြန်တွေးလိုက်တော့မရှိဘဲနဲ့ညှော့လိုက်တဲ့အာယုံမရောက်သေးသောအနာဂတ်စိတ်ကုသိုလ်မရသေးပဲနဲ့လိုချင်တဲ့ကုသိုလ်ပြန်ပြီးတော့အာယုံပြုလိုက်တော့မရောက်သေးသောအနာဂတ်စိတ်ခေါ်တဲ့ဥဒ္ဒေလာတော့စာလုံးမသတ်တော့စိတ်ကိုကိုယ်စိတ်ကလေးကိုစစ်ထားတော့စိတ်ပဲဟောရမှာပဲတရားဓမ္မများအဲ့ဒီတော့စိတ်နဲ့မြတ်စွာဘုရားကအသိတလုံးအများဆုံးကိုဟောထားတယ်အဲ့ဒီတော့တရားဓမ္မများအသိနဲ့ပဲသွားကြရလိမ့်မယ်နတ်ပြည်ကိုသွားတာလဲအသိနဲ့သွားတာဓမ္မ20ကိုသွားတာလဲအသိနဲ့သွားတာနိဗ္ဗာန်ကိုသွားတာလဲအသိနဲ့သွားတာအပေလေးပါခင်းတာလဲအသိနဲ့ခင်းတာအပေလေးပါသွားတဲ့အသိကအဝိဇ္ဇာအသိနတ်ပြည်ကိုသွားတာကဝိဇ္ဇာအသိဝိဇ္ဇာတင်ညာဓမ္မ20ကိုသွားတာကဝိဇ္ဇာအသိဝိဇ္ဇာတင်ညာနိဗ္ဗာန်ကိုသွားတာကဝိဇ္ဇာအသိဝိဇ္ဇာတင်ညာအဲ့ဒီတော့အသိတလုံးအများဆုံးတဲ့အရိယာသူတော်ကောင်းများကတော့သေတတ်သွားပြီအာကိုယူထားပြီးမသေးခင်တည်းကနတ်ပြည်6ဌာကိုညှော့ပြီးနတ်ပြည်6ဌာညှော့တာကဘယ်ဟာကိုညှော့ထားတယ်လဲယုံနာကိုအာကိုထားတယ်ငါသေးရင်ဘယ်ဟာမှအာမကိုဘူးဒီယုံနဲ့ဒီနာပဲငါအာကိုစရာရှိတယ်ပေါ်စေယုတ်ပေါ်စေနာကိုငါအာကိုရတော့မှာပဲလို့မသေးခင်တည်းကနန္တရားတွေကညှော့ထားတယ်အဲ့ဒါကြောင့်မို့လို့သတ္တခတ်တုံပရမတ္ထကုလသောတာပန်ကတော့ဖြစ်တာပြက်တာလေးသိတယ်သူကတော့အဝိဇ္ဇာနဲ့ဝိဇ္ဇာနဲ့စစ်တိုက်ရတယ်အဝိဇ္ဇာကအာသာသွားပြီဆိုရင်အပယ်လေးပါကိုခင်းရလိမ့်ဦးမယ်ဝိဇ္ဇာကအာသာမနတ်ပြည်6ဌာသွားလိမ့်မယ်ဧကပိစာကုလသောတာပန်ကတော့ဘယ်တော့မှအပယ်လေးပါကိုမခင်းတော့ဘူးဒီတဘဝတည်းကြွားခြင်းလို့ရှိရင်လည်းနိဗ္ဗာန်ကိုရတယ်လက်မှကြည့်သူကရပြီဘာကြောင့်လက်မှကြည့်ရတယ်လဲတဲ့မဟာသောတာပန်လာတဲ့ဂရီကိုသူရပြီဘာကြောင့်လဲသူကတည်ငါမဲ့တည်ငါဖို့ကိုခံစားလိုက်ပြီသူကလည်းတည်ငါမဲ့တည်ငါသီလသမာဓိပညာဖြစ်သွားပြီအဲ့ဒီတော့ဒီတရားဓမ္မများအဲ့ဒီတော့ဧကတိဇသုလသောတာပန်ဆိုတာကပထဝီဓာတ်တစ်ပါးကိုအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာဒီလက္ခဏာရဲ့၃ပါးကိုမြင်တယ်ဓာတိကိုလည်းမြင်တယ်ဇရာကိုလည်းမြင်တယ်မရဏကိုလည်းမြင်တယ်အနိစ္စလည်းမြင်တယ်ဒုက္ခလည်းမြင်တယ်အနတ္တလည်းမြင်တယ်အဲ့ဒီဧကပိဇသုလသောတာပန်မှသာလေအပေတကားပြိတ်တယ်နိဗ္ဗာန်တကားဝင်တယ်အဲ့ဒီတော့တရားဓမ္မများမြတ်စွာဘုရားကိုတော်မြတ်ကြီးကသာတော်ရာဟုလာလည်းအထင်ရှားပြီးဟောထားပါတယ်သာတော်ရာဟုလာကိုသာတော်ရာဟုလာကိုဓာတ်ကြီးလေးပါဤလက္ခဏာသဘောတွေကိုအထင်ရှားပြီးဟောထားပါတယ်ဥပဒေကတော့သဘာဝလက္ခဏာတော့တရားဓမ္မများဟောရမှာပဲသာတော်ရာဟုလာကိုပထဝီဓာတ်တစ်ပါးကိုအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာကိုပထဝီဓာတ်တစ်ပါးကိုဆုံးသွားလို့ရှိရင်ပထဝီဓာတ်တစ်ပါးချုပ်ဆုံးသွားပြီဆိုလို့ရှိရင်နိဗ္ဗာန်ရလိမ့်မယ်အာရောဓာတ်တစ်ပါးကိုချုပ်ဆုံးသွားပြီဆိုလို့ရှိရင်အနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာဇာတိဇယမရဏဥပါတိဘင်းဆိုတဲ့လက္ခဏာရဲ့၃ပါးကိုမြင်လိုက်ပြီဆိုလို့ရှိရင်သူသဘောဆိုတဲ့အနတ္တကိုဉာဏ်ရလိမ့်မယ်အဲ့ဒီအနတ္တဉာဏ်ရပြီဆိုရင်ဓာတ်တစ်ပါးတည်းနဲ့နိဗ္ဗာန်ကူနိုင်တယ်ဒီသောဓာတ်တစ်ပါးကိုအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာဒီလက္ခဏာရဲ့၃ပါးမြင်ပြီဆိုလို့ရှိရင်ဝိဇ္ဇာဤအနတ္တမြင်လိမ့်မယ်ဝိဇ္ဇာဤအနတ္တမြင်ပြီဆိုလို့ရှိရင်သူသဘောဆိုတဲ့သဘာဝလက္ခဏာမြင်လိမ့်မယ်ဝါယောဓာတ်ဤလက္ခဏာသဘောကိုမြင်ပြီဆိုလို့ရှိရင်အနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာဒီလက္ခဏာရဲ့၃ပါးမြင်ပြီဆိုလို့ရှိရင်မပိုင်တဲ့တရားတွေအစိုးမရသူသဘောဆိုတဲ့လက္ခဏာပါလက္ခဏာရုပ်ကိုမြင်လာလိမ့်မယ်သာရောရာဟုလာအသင်္ခန္ဓာဓာတ်ထဲမှာရှုလိုက်ပထဝီဓာတ်ကလည်းသူသဘောသူဆောင်တယ်အာဘောဓာတ်ကလည်းသူသဘောသူဆောင်တယ်တေဇောဓာတ်ကလည်းသူသဘောသူဆောင်တယ်ဝါယောဓာတ်ကလည်းသူသဘောသူဆောင်တယ်အဲ့ဒီပထဝီဓာတ်သဘောပထဝီဓာတ်ကလည်းပထဝီဓာတ်ဤလက္ခဏာသဘောဟာဖြင့်တင်းလာတဲ့တောင်းလာတဲ့ထုံလာတဲ့ကြိုက်လာတဲ့အောက်လာတဲ့အဲ့ဒီတင်းတဲ့ရုပ်ကလည်းတင်းတဲ့သဘောသူဆောင်တယ်
အောင်းတဲ့ယုတ်ကလည်းအောင်းတဲ့သဘောသူဆောင်တယ်မာတဲ့ယုတ်ကလည်းမာတဲ့သဘောသူဆောင်တယ်ကြက်တဲ့ယုတ်ကလည်းကြက်တဲ့သဘောသူဆောင်တယ်ဖွဲ့စည်းတဲ့ယုတ်ကလည်းဖွဲ့စည်းတဲ့သဘောသူဆောင်တယ်ပူတဲ့ယုတ်ကလည်းပူတဲ့သဘောသူဆောင်တယ်အေးတဲ့ယုတ်ကလည်းအေးတဲ့သဘောသူဆောင်တယ်လှုပ်လာတဲ့ယုတ်ကလည်းလှုပ်တဲ့သဘောသူဆောင်တယ်တောကလှုပ်ရှားတဲ့သဘောယုတ်ကလည်းသူသဘောနဲ့သူဆောင်နေတယ်နန္ဒကလည်းရုပ်ဖောက်ပြန်နိုင်ဖောက်ပြန်နိုင်လိုက်ပြီးတော့ညွှန်နေတဲ့နန္ဒကလည်းသူသဘောသူဆောင်နေရုပ်ဖောက်ပြန်မှသာလင်သိမှုလေးပေါ်ရတယ်ပြစ္ဆုတ်ပန်းလို့ပြစ္ဆုတ်ပန်းနာခေါ်တယ်အဲ့ဒီလိုများစွာဘုရားကဟောလိုက်တော့သာတော်ရာဟုလာကပထဝီဓာတ်တစ်ပါးကိုပုံစံအောင်သဘောပေါက်သွားတော့ဩဓာတ်ကြီးလေးပါဟာလက္ခဏာသဘောတွေဟာပြန်ပထဝီဓာတ်လက္ခဏာဘောဟာပြန်လဲပူတဲ့ရုပ်ကလည်းပူတဲ့သဘောပါလားတင်လာတဲ့ရုပ်ကလည်းတင်တဲ့သဘောပါလားတောက်လာတဲ့ရုပ်ကလည်းအတောက်တဲ့သဘောပါလားကြိုက်တဲ့ရုပ်ကလည်းကြိုက်တဲ့သဘောပါလားကျင်းတဲ့ရုပ်ကလည်းကျင်းတဲ့သဘောပါလားသူသဘောသူအသေးသေးဆောင်နေကြတဲ့ယုံနာမလားလို့အဲဒီလိုသဘောပေါက်လိမ့်မယ်နန္ဒကလည်းရုပ်ထောက်ပြမှသာလင်သိမှုလေးပေါ်ရပါလားရုပ်ပြက်သွားပြန်တော့နာငါလည်းသိမှုမရှိပါလားယုံနဲ့နာနဲ့တထတိဖြစ်တထတိပြည့်နေတဲ့လက္ခဏာပါလားသူသဘောအတိုင်းသူဖြစ်သူသဘောအတိုင်းသူပြည့်နေတဲ့ယုံနာဘယ်မှာသူငါကိုကြီးငါလည်းငါချေတဲ့သဘာဝယုံနဲ့သဘာဝနာနာရှိပါလားပြစ်တာပါလားသူသဘောလာရှိပါလားငါမဖြစ်ချင်မယ်လို့မနေရပါလားပြည့်နေတဲ့ယုံနာပါလားသဘာဝပါလားအဲ့ဒီမှာသဘာဝလက္ခဏာမျိုးတော့ကျင်တဲ့သဘာဝတောက်တဲ့သဘာဝထုံတဲ့သဘာဝအောင်းတဲ့သဘာဝကြားတဲ့သဘာဝပူတဲ့သဘာဝအေးတဲ့သဘာဝလှုပ်ရှားတဲ့သဘာဝတောကတဲ့သဘာဝနန္ဒကလည်းသိမှုသဘာဝအဲ့ဒီတော့သူသဘောသူဆောင်နေတဲ့ယုံနာပါလားဆိုတော့သဘောပေါက်ရတယ်အဲ့ဒီလိုအနတ္တလက္ခဏာမြင်ရတဲ့သဘောပေါက်တော့မှမြတ်စွာဘုရားကိုတော်မြတ်ကြီးကပထဝီဓာတ်ဒီသဘာဝသဘောကိုဓာရီတိဆောင်တာဤတဲ့သာရယဟုလာတဲ့သူသဘောသူဆောင်နေတာအစိုးမရအနတ္တဆိုတာအသက်ခန္ဓာဓာတ်ထဲမှာရှုလိုက်ပါလားပိုင်မလားတဲ့မပိုင်ဘူးတဲ့သူသဘောနဲ့သူဖြစ်နေတာအမှားမှားနေတဲ့နားရဲ့ကြိုက်တဲ့ထုံနဲ့တင်းနဲ့အောင်းနဲ့ဆိုတာကပညာရီတဲ့သူသဘောနဲ့သူဖြစ်ပြီးတော့ယုတ်ကသူသဘောနဲ့သူထောက်ပြနေတဲ့နာကသူသဘောနဲ့သူညွတ်နေတယ်နာကဝေဒနာခံစားတာပဲရှိတယ်တဲ့ယုတ်ထောက်ပြနိုင်ထောက်ပြနိုင်နာကလိုက်ဒီနာကဝေဒနာခံစားတာပဲရှိတယ်တဲ့အတ္တမဟုတ်ဘူးတဲ့ယုံနာကရှိတဲ့ဖြစ်တာပြက်တာပဲရှိတယ်သဘာဝလက္ခဏာပဲရှိတယ်တဲ့အဲ့ဒီကျင်လာတဲ့ယုတ်ကိုရှားကြည့်ကြသာပြလိုက်ကြမယ်သဘောများကတွေ့လိမ့်မယ်တဲ့ကြိုက်တဲ့အထည်ရှားကြည့်သာနဲ့သဘောများကတွေ့လိမ့်မယ်ကြိုက်တဲ့သဘာဝပဲတွေ့လိမ့်မယ်အောင်းတဲ့အထည်ကိုရှားကြည့်သာအောင်းတဲ့သဘာဝပဲတွေ့လိမ့်မယ်အောင်းတဲ့အထည်ကြိုက်တဲ့အထည်ကြားတဲ့အထည်ပူတဲ့အထည်အေးတဲ့အထည်လှုပ်ရှားတဲ့အထည်ဖွဲ့စည်းတဲ့အထည်ဒီယုတ်ဒီဖောက်ပြန်နေတဲ့အထည်ကိုရှားကြည့်သာအရှိကြီးများတွေ့သလားအလုံးကြီးများတွေ့သလားငါရှိသလားမိန်းမရှိသလားယောက်ျားရှိသလားပူတဲ့သဘောကြိုက်တဲ့သဘောထုံတဲ့သဘောအောင်းတဲ့သဘောကြားတဲ့သဘောအေးတဲ့သဘောလှုပ်တဲ့သဘောသာရှိမယ်နာကလည်းအဲ့ဒီရုပ်ဖောက်ပြန်နိုင်လိုက်ပြီးတော့သိနေတဲ့နန္တရားနာကလည်းသူ့သဘောနဲ့သူဆောင်နေတယ်ယုတ်ကလည်းသူ့သဘောသူဆောင်နေတယ်ယုံနဲ့နာနဲ့သူ့သဘောသူအသိသိဆောင်ပြီးတော့ဖြစ်ပြနေတဲ့ယုံနာဒုက္ခသစ္စာကြီးပဲယုံနဲ့နာနဲ့ဖြစ်လာပြီဆိုရင်ဒုက္ခသစ္စာယုံနဲ့နာနဲ့မဖြစ်ဘူးဆိုလို့ရှိရင်ဒုက္ခလို့အဲ့ဒီလိုညာအဲ့ဒီလိုဟောလိုက်တော့မြတ်စွာဘုရားကိုတော်မြတ်ကြီးကဟောလိုက်တော့သာတော်ရာဟုလာဓာတ်သဘောဓာတ်ဆောင်နေတာသဘောပေါက်ရတယ်နာကလည်းနာသဘောသူဆောင်နေတာကသဘောပေါက်ရတယ်သဘောပေါက်တော့မှဒွါရ6ပါးအကြည့်6ပုံအာယုံ6ပါးမျက်စိကလည်းမြင်ကောင်းတဲ့သဘာဝပါလားနာကလည်းကြားကောင်းတဲ့သဘာဝပါလားနှာခေါင်းကလည်းနာကောင်းတဲ့သဘာဝပါလားပါးစပ်ကလည်းစားကောင်းတဲ့သဘာဝပါလားကိုယ်အတေးကလည်းဖြေကောင်းလို့သိတဲ့သဘာဝပါလားတရား6ပါးကအာယုံ6ပါးဟာသူသဘောသူအသေးသေးဆောင်နေကြတာပါလားလို့သဘောပေါက်ရတယ်အဲ့ဒီတော့မျက်စိကလည်းမကြားဘူးကြားတဲ့နားကလည်းမမြင်ဘူးအမွှေးအနာကနာကလည်းမျက်စိကမနာဘူးနားကမနာဘူးနှာခေါင်းကပဲနာနဲ့အဲ့ဒီတော့မှသဘောပေါက်ရတယ်သဘောပေါက်တော့မှအော်ယုံဟာပြင်သူသဘောသူအသေးသေးဆောင်နေကြပါလားအရှိယုတ်ကလည်းသူသဘောသူဆောင်နေအာယုံကလည်းသူသဘောသူဆောင်နေပါလားအဲ့
တော့အကြည်6ဆုံးအာယုံ6ပါး द्वार 6ပါးအကြည်6ဆုံးအာယုံ6ပါးသဘောပေါက်ရတဲ့ဒီလိုသဘောပေါက်တော့မှငါဆိုတာမရှိတော့ဘူးတရားဓမ္မများအဲ့ဒီတော့ခန္ဓာကိုယ်ယုံနာသဘာဝလက္ခဏာကိုမြင်အောင်ရှုကြသဘာဝလက္ခဏာကိုမမြင်တဲ့ပုဂ္ဂိုလ်ကြပြီဆိုလို့ရှိရဲ့ပြည့်မြေကြီးနဲ့လက်ဝါးနဲ့ပုတ်လွယ်လွယ်မလားအပင်လေးပါကတော့ဒါတိုင်းရှင်းရရမယ်မြတ်စွာဘုရားကလူသေးတယ်လို့လူဖြစ်တယ်လို့မဟောနတ်သေးတယ်လို့လူဖြစ်တယ်နတ်ဖြစ်တယ်ဗြဟ္မာဖြစ်တယ်လို့မဟောဗြဟ္မာသေးတယ်လို့လူဗြဟ္မာပြန်ဖြစ်တယ်နတ်ဖြစ်တယ်လူဖြစ်တယ်လို့မဟောဘုံကြီးသေးတယ်လို့လည်းဘုံကြီးပြန်ဖြစ်တယ်လူဖြစ်တယ်နတ်ဖြစ်တယ်ဗြဟ္မာဖြစ်တယ်လို့မဟောဘာကြောင့်မဟောတယ်လဲတဲ့သစ္စာလေးပါးတရားတော်မြတ်ကြီးကိုမသိလို့သဘာဝသစ္စာကိုမသိလို့မသိကြတော့အပေလေးပါးကိုသင်ရရတယ်ပညာလည်းပညာမသိပရမန်လည်းပရမမမသိဘူးစာပညာစာပရမပါသိကြတော့တဲ့အဲ့ဒီတော့စာပရမနဲ့သဘာဝပရမသဘောပရမနဲ့ကွာခြားလိမ့်မယ်စာပရမဆိုတာပညာပဲအဲ့တော့သဘောပရမဆိုတာကသဘာဝပဲအဲ့ဒီတော့သဘာဝလက္ခဏာသဘာဝပရမကိုသဘောပရမကိုမြင်အောင်ရှုရသဘောပရမမမမြင်လို့ရှိလို့ရှိရင်ပြင်ပြီးတကဘုံဘုံနှုံငုံဆောင်ထားအောင်တော့သေဂာနိစေစေနတ်ပြည်ကိုသွားနိုင်လေဝိဇ္ဇာညာမယယမ20ကိုသွားနိုင်လေဝိဇ္ဇာညာမယနိဗ္ဗာန်ကိုသွားနိုင်လေဝိဇ္ဇာညာမယအဲ့ဒီတော့တရားဓမ္မများဝိဇ္ဇာညာရအောင်ပါကိုတည်ငါမဲ့တည်ငါကိုခံစားအောင်ပါဒုက္ခဝေဒနာကကုံဆုံးအောင်တိုက်ကြကုံဆုံးသွားပြီဆိုလို့ရှိရင်ငါပြေလို့ရှိရင်ဟေးသတိမတော်ကြနဲ့လို့အဲ့ဒီလိုမှားထားခဲ့နိုင်ပြီဘာကြောင့်လဲတဲ့ငါပြေလို့ရှိရင်သားတို့သမီးတို့ကျွေမျိုးညီကိုမောင်နှမကိုပြောခဲ့နိုင်ပြီမှားထားခဲ့နိုင်ပြီအဲ့ဒီတော့မှားထားခဲ့နိုင်တာတော့အာကိုရပြီဘယ်ဟာအာကိုရတယ်တဲ့မြတ်စွာဘုရားတရားတော်မြတ်ကြီးကိုရပြီမြတ်စွာဘုရားမှားထားတဲ့အတိုင်းလည်းမြင်ပြီးသိပြီမြတ်စွာဘုရားကခန္ဓာအာကိုလို့လည်းနာငါညွှန်ထားပြီနာငါယုံနာကိုအာကိုထားပြီယုံနာကိုအာကိုထားတော့ဒုက္ခဘုံငါလို့ပြီးတော့သူကတိဘုံလာတော့မယ်အဲ့ဒါကြောင့်မလို့ငါသိလို့ရှိရင်ဟေးသပိတ်မတော်ကြနဲ့လို့မှားထားခဲ့နိုင်ပြီတရားဓမ္မများမသိခင်ကတည်းကသားတို့သမီးတို့ရေကျွေးမျိုးညီကိုမောင်နှမမိဘများကိုမှားထားခဲ့နိုင်ပြီဘယ်လိုမှားထားခဲ့နိုင်လဲတဲ့ငါတို့လို့ရှိရင်ဖြစ်ရှိတဲ့ပစ္စည်းလေးတွေဟာကိုကျဲငါကိုမသိကြကြနဲ့တော့မင်းနဲ့သာပုံတိုက်လိုက်ကြတော့မင်းနဲ့ပုံတိုက်လိုက်ပြီးအေးသွားတာပဲဒီအနာတတုညာပါမအဖို့မတန်တော့ဘူးငါသိလို့ရှိရင်ပြေနာပြေ၆ဓာတ်ကိုငါဆိုးစားတော့မယ်ငါနာပြေရောက်သွားပြီဆိုလို့ရှိရင်သပိတ်ကိုထားလဲငါမလာနိုင်တော့ဘူးနာဤစီစိန်လေးငါခံစားတော့မယ်လို့အဲ့ဒီလိုမှားထားခဲ့နိုင်ပြီဝိဇ္ဇာညာမှာတည်ငါမဲ့တည်ငါဖိုမမရတဲ့ပုဂ္ဂိုလ်ဘိဒကသုံးပုံနှုတ်ငုံဆောင်ထားအောင်တော့ပညာပဲရှိတယ်ပညာမဟုတ်ဘူးအဲ့ဒီတော့တရားဓမ္မများပညာကလွယ်ပြီးပညာဖြစ်အောင်လာလုပ်ကြပညာကိုချီကာညာပညာဖြစ်အောင်လာလုပ်ကြကာအလုံးနဲ့ညာအလုံးကာအလုံးဆိုတာဝတ်တည်ရမယ်ညာလုံးဆိုတာပညာဖြစ်ပြီးပညာဖြစ်တော့ဝိဇ္ဇာညာရတယ်ဝိဇ္ဇာညာရမှာပါလေကောင်းတဲ့သူကလေးဘုံလေးလာကြမယ်အဲ့ဒီတော့တရားဓမ္မများအာကိုရအောင်ပါတဲ့ဉာဏ်တရားတွေအဖြစ်နဲ့အန္တပုရုသေအကံများနဲ့သုလာပောတာပါမေသုနာပောတာပါများဟာတဲ့မသိခင်ကနတ်ပြည်ကိုညွတ်တာလို့မသိခင်ကဂရိယူထားတယ်ဂရိယူထားခြင်းကြောင့်တည်ငါမဲ့တည်ငါဖို့ခံစားထားခြင်းကြောင့်ထိုပုဂ္ဂိုလ်သုလာပောတာပါမေသုနာပောတာပါကတော့မသိခင်လေကကိုအာယုံကျသမာဝါယမသမာပတိသမာသမာဓိ၃ပါးယူထားတယ်သမာဝါယမသမာပတိသမာသမာဓိ၃ပါးယူထားတဲ့အနက်ကခန္ဓာကိုယူထားတဲ့ယုံနာမောကိုယူထားတဲ့သမာဓိဒီသမာဓိယူထားတော့ကောင်းတဲ့အာသနကံပြုထားတယ်သေဂာနိစေစေကြတော့ကောင်းတဲ့အာသနကံရောက်ရတယ်အဲ့ဒီတော့မကောင်းတဲ့အာသနကံပြုထားတော့မကောင်းတဲ့အာသနကံရောက်တယ်လောကီသမာဓိလောကုတ္တရာသမာဓိလောကီသမာဓိတရားဓမ္မများဟိုလာဥညာနေရောက်တော့ကလောကီသမာဓိလောကုတ္တရာသမာဓိနှစ်ဌာနလောကီသမာဓိအားကောင်းတဲ့ပုဂ္ဂိုလ်တွေကြတော့
လောကီသမာဓိအားကောင်းထားတဲ့ပုဂ္ဂိုလ်တွေကြတော့ဒီကနေ့ဆဲဆဲကြပြီဆိုတော့မကောင်းတဲ့အာယုန်တွေလာတယ်ကိုလာရမယ်ဂတိကိုမြင်ရရတယ်ကိုလာရမယ်ဂတိကိုမြင်တော့နန္တရားလေးကပညာပရမမသိလို့ရှိရင်ညှို့လိုက်တော့အဲ့ဒီမှာဇာတိတရားကြီးရသွားပြီအဲ့ဒီတော့တရားဓမ္မများရောက်တဲ့များကလည်းအဲ့ဒါယုံမနာမမသိတဲ့ပုဂ္ဂိုလ်တွေဇာတိတရားကြီးကိုဟောထားပြီအဲ့ဒီတော့အန္တပုရုဇေအကားများကတော့ယုံမနာမနဲ့မသိပညာပရမနဲ့မသိစာပရမသာသိနေတော့ဒီကနေ့ဆဲဆဲကြပြီဆိုတော့အမှန်မှားလိုက်လိမ့်မယ်အဲ့ဒီအချိန်ကြပြီဆိုလို့ရှိရင်ဇာတိတရားကြီးရပြီးတော့အပယ်လေးပါကိုရှင်းရရတယ်အဲ့ဒီတော့အရိယာသူတော်ကောင်းများကတော့သုလသောတာပန်မေသုမသောတာပန်မဟာသောတာပန်များကတော့မသိခင်တည်းကသူကခရီးယူထားတယ်အာဟုယူထားတယ်မသိခင်တည်းကသူကသမာဓိယူထားတယ်သေသတ်သူဟာအခုကတည်းကအလေးအကျင့်လှုပ်ထားတယ်လှုပ်ထားတော့မသိခင်တည်းကအာသိဏကံပြုထားတယ်အာသိဏကံကဘယ်အာသိဏကံလဲတဲ့ကောင်းတဲ့အာသိဏကံပြုထားတယ်ဒီကနေ့ဆဲဆဲကြတော့ကောင်းတဲ့အာသိဏကံလာရတယ်အရိယာသူတော်ကောင်းများကတော့သုလသောတာပန်မေသုမသောတာပန်မဟာသောတာပန်များကတော့ခန္ဓာပြတ်တော်မယ်ဆိုလို့ရှိရင်ငါဘယ်နည်းသိမယ်ဆိုတာကသိရတယ်သုလသောတာပန်များကတော့ဧကမိဇသုလသောတာပန်များကတော့9ရက်လောက်ကလည်းသိနိုင်တယ်15ရက်လောက်ကသိနိုင်တယ်တလားလောက်ကသိနိုင်တယ်ဘယ်ချိန်ကသိလိမ့်မယ်ဘယ်ချိန်ကိုခန္ဓာပြည့်လိမ့်မယ်ဘယ်ယုတ်ကနာဖတ်လိမ့်မယ်ဆိုတာဝိဇာညာရတာတော့သိရမှာမကြောက်တော့ဘူးမဟာသောတာပန်များကတော့အထက်ရှားရှိ2 နှစ်3 နှစ်လောက်ကသိရတယ်ဘယ်နှစ်ကြတော့ဘယ်ချိန်ဘယ်ခါနာသိရတော့မယ်ဘယ်ချိန်ဘယ်ခါနာတန်ကုန်တော့မယ်ဆိုတာသိရတယ်အဲ့ဒီတော့တရားဓမ္မများသုလသောတာပန်နဲ့သုမသောတာပန်မဟာသောတာပန်တို့ကတော့သိရမှာမကြောက်တော့ဘူးအန္တပုရုဇေအကားများကတော့သိရမှာကြောက်တဲ့ဥပေဒာဖြစ်တဲ့တရားဓမ္မများသုလသောတာပန်နဲ့သုမသောတာပန်များကတော့မသိခင်တည်းကအာသိဏကံယူထားတယ်ဒီကနေ့ဆင်းရဲကြတော့ကောင်းတဲ့အာသနကံလာတယ်အဲဒီတော့တရားဓမ္မများအခုကတည်းကကောင်းတဲ့အာသနကအာသနကံပြုထားတော့ဒီကနေ့ဆင်းရဲခန္ဓာပြတ်တော့မယ်ဆိုတော့အရိယာသူတော်ကောင်းများသုလသောတာပန်မေသုမသောတာပန်မဟာသောတာပန်များကတော့ဒီကနေ့ဆဲဆဲကိုလာရမယ်တည်းကိုမြင်ရရလိမ့်မယ်ကိုလာရမယ်တည်းကိုမြင်တော့နန္တရားလေးကညွှန်လိုက်လိမ့်မယ်အဲ့ဒီတော့မကောင်းတဲ့အာသိဏကံပြုတော့မကောင်းတဲ့အာသနကရောက်ရတယ်ကောင်းတဲ့အာသိဏကံပြုတော့ကောင်းတဲ့အာသနကရောက်ရတယ်အဲ့ဒီတော့သုလသောတာပန်မေသုမသောတာပန်များကတော့ခန္ဓာပြတ်တော်မယ်ဆိုတော့အာကုထားတာကယုံနာကိုအာကုထားတယ်ဘယ်မှနန္တရားလေးမထွက်တော့ဘူးခန္ဓာကိုယုတ်ပြီးဖောက်ကြလာတော့ပြစ်တာကိုလည်းသိတယ်ပြက်သွားတာကိုလည်းသိတယ်ပူတာပေါ်တော့ပူတာကိုလည်းသိတယ်ပူတာပြက်သွားတာလည်းသိတယ်ကြိုက်တာပေါ်တော့ကြိုက်တာကိုလည်းသိတယ်ကြိုက်တာပြက်သွားတာလည်းသိတယ်အဲ့ဒီလိုတလပ်ကြီးဝိပဿနာဉာဏ်နဲ့ဖြစ်တာကိုလည်းသိတယ်ပြက်တာကိုလည်းသိတယ်ရှင်းလိုက်ပြက်လိုက်နဲ့အဲ့ဒီလိုဝိပဿနာတင်နေတော့နတ်ပြည်၆ဌာကာနာယထာတွေကြလာလိမ့်မယ်ဟီနဲ့ကာယခန္ဓာမပြတ်ခင်ကိုကိုလာရမယ်ကြဒီကိုမြင်တော့မယ်ဒါကြောင့်လည်းအတိတ်ကာလတုန်းကပြုထားတဲ့အာသိဏကံဒီအာသိဏကံကကောင်းတဲ့အာသိဏကံခေါ်တယ်ဒီကနေ့ဆဲဆဲကြတော့ကောင်းတဲ့အာသနကမြင်ရလိမ့်မယ်ကိုလာရမယ်ကြဒီကိုမြင်ရတော့မယ်အဲ့ဒီတော့သမာဓိသမာဓိရှိတဲ့ပုဂ္ဂိုလ်မှမြင်ရမှာအန္တပုရုဇေအကားများကတော့မသိခင်နဲ့ကမကောင်းတဲ့အာသိဏကံပြုထားခြင်းကြောင့်ပညာအာယုန်တွေပြုထားခြင်းကြောင့်မကောင်းတဲ့အာသိဏကံပြုထားတော့သေဂာနိဆဲဆဲကြတော့မကောင်းတဲ့အာသနကံပြတာပဲအဲဒီတော့အရိယာသူတော်ကောင်းများကတော့တရားဓမ္မများအခုတော့မသေးကြသေးဘူးပေါ့ရုပ်ဝေဒနာကိုအစအလဲအဆုံးကိုကုံဆုံးအောင်တိုက်ခါကြကုံဆုံးသွားတဲ့ပုဂ္ဂိုလ်ကြပြီဆိုရင်အာကိုရပြီအာကိုရပြီဆိုရင်ဂတိရသွားပြီဂတိရသွားပြီဆိုလို့ရှိရင်ပြယုံနာဖြစ်တဲ့သဘာဝလက္ခဏာမြင်သွားပြီဝိဇ္ဇာဉာဏ်ရသွားပြီဝိဇ္ဇာဉာဏ်ရသွားပြီဆိုလို့သုလာသော
ကာဗခန္ဓာပြတ်တော်မယ်ဆိုရယုံနာဖြစ်ပြအသိကတော့ရအသိကလိုက်တဲ့ကြပြိုင်နဲ့သင်္ခါပြင်းတဲ့မသိခင်လာကိုလာရမယ်ဒီကိုမြင်ရတော်မယ်ငကိုတဲ့အသိကလာတဲ့ကကောင်းတဲ့အာသိနကယုံနာကိုအသိကထားခြင်းကြောင့်ဝိပဿနာသင်ထားခြင်းကြောင့်ဒီကနေ့ကျေကျေကြပြီဆိုတော့ကောင်းတဲ့အာရဏကရောက်ရတယ်အဲဒီတော့တရားဓမ္မများယထာရင်းကြာလာလိမ့်မယ်နတ်ပြေကညနာယထာ60ကြာလိမ့်မယ်ကြာလာပြီဆိုလို့ရှိရင်ဟီညနာယထာရင်းဝိုင်းနေလိမ့်မယ်နာယထာရင်းဝိုင်းနေလို့ရှိရင်ပြုံမြင်စိတ်တွေကြားစိတ်တွေနာစိတ်တွေသာစိတ်တွေဖြစ်စိတ်တွေသိစိတ်တွေလာတော့မယ်ကိုပြုထားတဲ့အာယုံကကောင်းတဲ့အာယုံလေးဒီလိုခြေစေကြာတော့ကောင်းတဲ့အာယုံပဲအဲ့ဒီတော့တရားဓမ္မများသုလာသောတာပန်မေသုမာသောတာပန်ကတော့သေချာပြီးကြတိရဲသွားတယ်ခန္ဓာပြတ်တော်မဲ့ယုတ်တွေကလည်းဖောက်ပြန်လာလို့သမာဓိသမာဓိပုံပါတဲ့ဥဆောင်ပြီးတိုက်နေတဲ့အချိန်ကဒုက္ခသစ္စာကြီးပေါ်လာတဲ့အချိန်ကမှာဟီနဲ့နာယထာတွေဝိုင်းလာနေတယ်နာယထာတွေဝိုင်းလာပြီဆိုလို့ရှိရင်ပြအတန်လေးကြားလိုက်တဲ့တရားနဲ့ကနားကကြားလိုက်တဲ့အကြောင်းနဲ့ပဲမျက်စိအာယုံနာကြည့်လိုက်လိမ့်မယ်ကြည့်လိုက်တဲ့တရားနဲ့ကနာယထာတွေတွေ့လိုက်လိမ့်မယ်ဩဒါကနာယထာပါလားလို့နာကလေးကကျွတ်လိုက်လိမ့်မယ်ဉာဏ်လေးကကျွတ်လိုက်တဲ့တရားနဲ့ကဥပါဒံဖြစ်သွားပြီမျက်စိနဲ့အခင်ယုံနဲ့ပေါင်းစုံလိုက်တဲ့အချိန်ခါမှာပညာအာယုံပြုလိုက်ပြီးနာယနတ်မှာဇာတိဖြစ်သွားပြီးနာယထာပါသွားပြီးကိုယ်ကကောင်းတဲ့အာသနကံပြုထားတော့ဒီကနေ့ဆဲဆဲကြာသမအာယုံလာရတယ်ကောင်းတဲ့အာယုံလာရတယ်ကောင်းတဲ့ဂတိပြရတယ်အဲ့ဒီတော့တရားဓမ္မများအာမငယ်ကြနဲ့တတိယမဲ့တတိယကိုခံစားတဲ့ပုဂ္ဂိုလ်ကြပြီဆိုရင်မျက်စိကဇာတိဖြစ်ခြင်းဖြစ်နေအောင်လားမျက်စိကဇာတိမဖြစ်တော့အောင်လားပညာပါလာဒါတွေကအသင်းလုံးတွေပါလာလို့ဝိပဿနာတင်လိုက်ပြီဆိုလို့ရှိရင်မြင်တာနဲ့လည်းဇာတိမဖြစ်ပြန်တော့ဘူးကြားတာနဲ့ဇာတိဖြစ်နေအောင်မယ်ဘယ်လိုဇာတိဖြစ်မလဲတော့နာယထာတွေကအစင်းနဲ့စောင်းနေတယ်ဘယ်လိုစောင်းနေလဲတဲ့မြင်တာကိုမျက်စိကအမြင်ကိုပြလိုက်တယ်ပြလိုက်တော့ယုံနာကိုဖြစ်ပြကိုရှုပလိုက်တယ်ပြက်သွားတာပဲပြက်သွားတော့ဒီနာယထာကြောင့်စင်းလာအကြံထုတ်လိုက်လေအောင်မယ်ဘယ်လိုထုတ်လိုက်အောင်မလဲတဲ့သာဘောဆောင်လာလို့တည်ပြလိုက်လိမ့်မယ်ဗရာဂမမြအတိတ်ကာလတုန်းကသာယာတော့အလင်းနာထောင်ထားတဲ့အတာလေးအခုဝိပဿနာဉာဏ်ရတော့ယုံနာဖြစ်ပြတာဝကိုထိုးထွင်းပြီးတော့ဝိဇာညာရတာကောင်းတဲ့အာသုကပြုထားတော့ဒီလာမီဆက်ကြတော့ကောင်းတဲ့အတာမဲ့လာတော့လေနာကောင်းကိုတီးပြလိုက်လိမ့်မယ်နတ်ကောင်းတီးပြလိုက်တော့သာယာတော့အတာကိုကြားလိုက်လိမ့်မယ်ကြားလိုက်တဲ့သာယာတော့အတာလေးကိုကတ်ကြည့်လိုက်တဲ့တရားနဲ့တဲ့ဣတိဖြစ်သွားလိမ့်မယ်ဥပ္ပဒါဖြစ်သွားလိမ့်မယ်နာကမူသွားပြီတဲ့နာကဇာတိဖြစ်သွားကြပြီဘယ်သာကြည့်ရတဲ့နာဇာတိဖြစ်သွားကြပြီအဲ့ဒီတော့နာကမဖြစ်သေးလို့ဝိပဿနာတင်ပြီးတော့အတာကိုသာအတာမေယုတ်ပါလားဖြစ်ပြီးပြတ်ပါလားလို့ဒီလိုဝိပဿနာတင်လိုက်လေအောင်မယ်တင်လိုက်ပြီးဆိုရင်နာကလည်းမဖြစ်သေးဘူးနာကမဖြစ်သေးလို့ရှိရင်နှာခေါင်းလာဖြစ်လိုက်လေအောင်မယ်ဘယ်လိုဖြစ်လိုက်မလဲတဲ့ဝိပဿနာတင်နေတော့နတ်လုကာအနတ်ကိုပြေးတာဒီကြိုင်လာပြီးအနတ်နေပြေးလိုက်နေတယ်ပြေးလိုက်ပြီးဆိုလို့ရှိရင်အဲ့မဆွေးတဲ့နတ်လုကာပါလားလို့အနတ်နဲ့ဇာတိဖြစ်လေအောင်မယ်အဲ့ဒီတော့တရားဓမ္မများမျက်စိကလည်းနတ်ပြေရောက်နေမယ်နားကလည်းနတ်ပြေရောက်နေမယ်နှာခေါင်းကလည်းနတ်ပြေရောက်နေမယ်ပါးစပ်ကလည်းနတ်ပြေရောက်နေမယ်ကိုယ်အတွေ့ကလည်းနတ်ပြေရောက်နေမယ်နှလုံးသားတော်စိတ်ကလေးလည်းနတ်ပြေရောက်နေအောင်မယ်အဲ့ဒီတော့သုလာတော်တာဗမေစီမာတော်တာဗမငယ်ကြလေဒီသာသနာတော်ကြီးကိုနတ်ပြေရောက်အောင်တကယ်လားမဲ့တကယ်လားကိုခံစားအောင်ရုပ်ဝေဒနာကိုအစရဲ့အလဲရဲ့အဆုံးရဲ့ကကုန်းဆုံးအောင်လာတိုက်ခါကြသေးသေးချာချာဒီကနေ့ဆဲဆဲကြပြီဆိုလို့ရှိရင်ကိုလာရမယ်ဒီကိုမြင်ရလိမ့်မယ်တရား
ကမာများအဲ့တော့ဥပဒေတရားဟောနေတာကတော့ကြာနေမှာတရားကမာများကိုလုံးမှာသာရင်ကိုရကြလိမ့်မယ်တရားကိုပညာအားထုတ်ကြရလိမ့်မယ်သမာဓိဥဆောင်ပြီးတော့ပညာအားထုတ်ကြရလိမ့်မယ်အဲ့ဒီတော့တရားကမာများဥပဒေတရားကမာများနတ်ကြီး6တာပွားနိုင်ရဝိဇ္ဇာညာနဲ့အခုဟောနေတာအဲ့ဒီတော့တရားကမာများအခုဥပဒေဤယုံနာဖြစ်ပြသဘာဝတရားတွေကိုဟောကြားဆုံးမှာဩဝါဒပေးရတဲ့အာနိသင်အကျိုးကြောင့်ဒဂမများဥပဒေဤတရားကိုနာကြရတဲ့အာနိသင်အကျိုးကြောင့်အခုဒီနေ့ပြစ္ဆုတ်ပန်ကာလတဲ့ထိုင်နေလည်းပဲသုလာကောတာဘာမေတိမာကောတာဘာမဟာကောတာဘာဤတွေပြနိုင်ကြပါ